မင်းပကံမှာည12နာရီဖျားတဲ့ဝင်ဘူးလားဝင်တဲ့သူတွေမှာတချို့ကပြန်မထွက်နိုင်ကြဘူးပကံရှေးဟောင်းဖျားပေါင်းထောင်ကြီးရှိတယ်မျိုးနေ့ခင်းမှာတော့ခရီးသွားတွေအများကြီးနဲ့ပြည့်နေတယ်ဒါပေမဲ့ညဘက်ရောက်လာရင်တော့အဲ့ဒီနေရာဟာလုံးဝပြောင်းလဲသွားတယ်လူတစ်ယောက်ကကိုစောသူကစိတ်ဝင်စားလို့ညဘက်မှာဖျားတဲ့ဝင်ဖို့ဆုံးဖြတ်ခဲ့တယ်လူတွေပြောတာကည12နာရီကျော်ရင်ဖျားတဲ့မဝင်နဲ့လို့ဒါပေမဲ့သူမှမယုံဘူးည12တိတိမှာဖျားတစ်ခုတည်းကိုဝင်သွားတယ်အတွဲမှာမီးမရှိဘူးအမှောင်ထဲမှာခြေတံတစ်ခုကြားလိုက်တယ်သူနောက်လှည့်ကြည့်လိုက်တော့ဘယ်သူမှမရှိဘူးဒါပေမဲ့ခြေတံကဆက်ကြားနေတယ်နောက်ထပ်တစ်ခါသူ့နားမှာတယောက်ယောက်သက်ရှူတံကြားလာတယ်သူမြန်မြန်ပြေးထပ်ဖို့ကြိုးစားလိုက်တယ်ဒါပေမဲ့ဝင်လာတဲ့တကားကိုမတွေ့တော့ဘူးအဲ့ဒီအချိန်မှာမီးမရှိတဲ့နေရာမှာမီးတစ်ခုတောက်လာတယ်မီးရလွန်းတဲ့မှာလူမဟုတ်တဲ့အရိပ်တစ်ခုအဲ့ဒီအရိပ်ကသူ့နားကိုနီးလာသူကြားလိုက်တာကမထွက်နိုင်တော့ဘူးဆိုတဲ့အတန်နောက်တနေ့လူတွေဖယ်လာတဲ့ကိုဝင်ကြည့်တဲ့အခါကိုစောကိုမတွေ့တော့ဘူးဒါပေမဲ့ညဘက်ရောက်လာရင်အဲ့ဒီဖျားထဲမှာသူ့ခြေတံကိုကြားရတယ်လို့ပြောကြတယ်ပါတုမှာဒီအမှန်တရားကိုပြောပြကံပရားတွေကပြန်လာသူရဲ့အမှန်တရားပတ်တူကိုစောပျောက်သွားပြီးတုံရဲ့အကြမှာသူပြန်လာတယ်ဒါပေမဲ့သူပြန်လာတာကလူတစ်ယောက်လိုမဟုတ်တော့ဘူးလူတွေကသူ့ကိုမြင်တဲ့အချိန်သူ့မျက်လုံးတွေကလူမဟုတ်သလိုမဲမဲနက်နက်ဖြစ်နေတယ်သူမပြောဘူးမစားဘူးညတိုင်းတနေရာကိုပဲကြည့်နေတယ်သူ့အိမ်ထဲမှာ CCTV တက်ထားတယ်ည9နာရီတိုင်းကိုစောကတခါတည်းထပြီးအခန်းထဲကထွက်သွားတယ်နောက်နေ့မနက်သူအိမ်ထဲမှာပဲပြန်တွေ့ရတယ်ဒါပေမဲ့ CCTV ထဲမှာသူမထွက်ခဲ့ဘူးဗီဒီယိုကိုပြန်ကြည့်တဲ့အခါတကားမဖွင့်ပဲသူနေရာနဲ့ဝင်သွားတယ်အဲ့ဒီညမှာသူ့အိမ်ထဲကနေခြေသံတွေစတင်ကြားလာတယ်ဒါပေမဲ့ခြေသံကတယောက်တည်းမဟုတ်တော့ဘူး CCTV ကင်မရာကို zoom လုပ်ကြည့်တဲ့အခါကိုစောမဟုတ်တဲ့လူတွေများများသူ့နောက်မှာရပ်နေတယ်သူတို့အားလုံးရဲ့မျက်နှာတွေကမမြင်ရဘူးအဲ့ဒီအချိန်မှာကိုစောကင်မရာကိုတိုက်ရိုက်ကြည့်ပြို့လိုက်တယ်ဒီနေရာကထွက်လို့မရဘူးပြီးတော့သူ့မျက်နှာကဖြည်းဖြည်းပြောင်းလာတယ်သူမဟုတ်တော့ဘူးနောက်ဆုံးမှာ CCTV screen ထဲမှာကိုစောမဟုတ်ပဲကြည့်နေတဲ့သူကိုပဲမြင်ရတယ်မင်းအဲ့ဒီဗီဒီယိုကိုကြည့်ပြီးပြီဆိုရင်သူတို့ကမင်းကိုလည်းတွေ့နေပြီ